ဥရာဇက်အပြစ်ခံရတာချင်းအတူတူဘိုးကျုံးတဲ့တခင်များကိုအရင်ကြည့်ပါကျွန်တော်ကအရေးမကြီးဘူးလေလားခမည်းစကားတခွန်းကခမည်းဘလောက်အရေးကြီးကြောင်းပြောသွားတယ်တောင်းပန်ပါတယ်ကျွန်တော်တို့အားလုံးဘိုးကျုံးအသက်ကိုမမိလိုက်ဘူးတခင်များ1940ခုဇူလိုင်19ဒီနေ့မှထမင်းခတ်တုတ်တုတ်စားတာထူးဆန်းကြည်ရဲ့ဆိုအိမ်အထွက်ရှန်တကားနဲ့ကြကားညီတော့ဇနီးကမသွားပါနဲ့လားဆိုတာကိုတစ်ချက်ပြုံးလို့ဘိုးကျုပ်စောင့်နေလိမ့်မယ်စကားတခွန်းနဲ့တသက်တာလုံးနှုတ်ဆက်သွားခဲ့တဲ့သူကျွန်တော်တို့အခုဘယ်လိုရင်ဘတ်နဲ့အငိုတိတ်ရမလဲဗျာဒီတော့ဥပါရှိုကလောင်နေရောလူကိုယ်တိုင်ရောတိုင်းပြည်ကိုရှိသမျှခွန်အားနဲ့ကယ်ဆယ်ခဲ့တဲ့ဆရာအဲ့ဒီအုံနောက်ကိုကြည်စံတွေဖောက်ခဲ့တယ်တိုင်းပြည်အတွက်ဆုံးရှုံးနစ်နာမှုကြီးကျွန်တော်တို့အတွက်အဖိုးမဖြစ်နိုင်တဲ့လူသားစစ်စစ်တယောက်ဦးအုံးမောင်ကံဆိုးတာလားကံကောင်းတာလားတိုင်းပြည်အရေးအတွက်9မိနစ်စောဝင်ခဲ့ပေမဲ့ကြည်စံတွေကခမားကိုယ်တဲကိုနေဝင်ခဲရပြီခမားရဲ့တဲယူပို့ဆောင်ရေးစီမံကိန်းစာရွက်ကြီးသွေးကွက်ထဲမှာအခုထက်ထိစစ်စံတော်တိတ်ခန့်တဲ့စော်ပွားကြီးငယ်ငယ်ကပေါင်ပေါ်မှာကြောင်ရုပ်ထိုးမိတာအခုထိရှက်နေရလို့လူငယ်တွေစေးမဲ့မထိုးပါနဲ့ဆိုတဲ့စော်ပွားကျွန်တော်တို့နှလုံးသားမှာသူ့နာမည်တက်တူးထိုးသွားသည်ရဲဘော်ကိုထွေးယာရူမရှိပေမဲ့သွေးမနေပဲအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တိုင်းပြည်တောင်ကိုရရတောင်းကကူညီခဲ့တဲ့သူနောင်လူငယ်တွေကိုပြောပြရမယ်အသက်16နှစ်လဲအာဇာနည်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းဥပဝင်းလောကမှာကျွန်တော်မနာလိုဆုံးပုဂ္ဂိုလ်ကခမည်းပဲဘိုးကျုံနဲ့မွေးချင်းတော်ဆက်ခွင့်ရတယ်ဘိုးကျုပ်ကိုအင်္ဂလိပ်စာသင်ပေးခွင့်ရတယ်နောက်ဆုံးဘိုးကျုံနဲ့အတူသေခွင့်ရတယ်ထူလိုက်တဲ့ကံခမည်းရင်တွေကကြည်ချစ်ချက်ကျွန်တော်တို့ခံစားရခတ်နေတော့မယ်မန်းပါခိုင်ဗမာတွေလက်အောက်ရောက်တာဟာတိုင်းတစ်ပါးလက်အောက်ရောက်တာထက်အများကြီးသာပါသေးတယ်လို့ကရင်ဗမာချစ်ကြည်ရေးပြတ်ပြားအောင်တွေးထိုးတဲ့အင်္ဂလိပ်စကားကိုတခွန်းနဲ့ဖြေရှင်းခဲ့တဲ့ဖာတီဘိုးကျုပ်အောင်ဆန်းတမျိုးသားလုံးအရေးကိုရင်ထဲထည့်ခဲ့တဲ့ဘိုးကျုပ်ငါပြည်သူအနှွေးတဲ့မဝင့်နိုင်တာဟာငါအပြစ်လို့ဆိုတဲ့ဘိုးကျုပ်သားကိုတွေးကျင်လွန်းလာတဲ့မိခင်ကိုတိုင်းပြည်အရေးကြောင့်မချစ်ချင်အောင်ဆောင်မိခင်အိမ်အပြန်ယထာထွက်တော်မှာစင်ကြံမှာဒူးထောက်ချီခိုးရင်ငိုတဲ့ဘိုးကျုပ်သူ့နှလုံးသားကိုအကျဉ်းချပြီးတိုင်းပြည်လုံးလွတ်လပ်ဖို့ကြိုးပမ်းခဲ့တဲ့ဘိုးကျုပ်တဘောအစာလုံးတရေခဲ့ပေမဲ့ဇူလိုင်19မှာပြန်ရခဲ့တာကြည်စံ73ချက်ယနေ့အချိန်ဘိုးကျုပ်ကျေသူမတိတတ်သူတွေအတွက်မေးရစေတန်လိုလားဘိုးကျုပ်မေးရစေတန်လိုလားဘိုးကျုပ်Yeah.